ပထမပွဲကအာချောင်လာတဲ့ကောင်တွေကိုနောက်ပွဲမှာအတိတ်ရိုက်မဲ့ပွဲဒီပွဲမှာဒီကောင်တွေက drop ပင်လဲတာတယ်ဟီရိုနေချရလဲဒီကောင်တွေနဲ့တော်တော်လေးကွာတော့မြင်ရတယ်ပြီးတော့လေကင်းရောက်သွားတဲ့အပေါ်မှာဖန်နီပင်ကတိတ်အတုံးမဝင်တော့ဒီကောင်တွေကနိုင်နေဆိုပြီးအာချောင်တာပေါ့ဒါကကျွန်တော်တို့ပထမပွဲမှာရှုံးရတဲ့ပွဲရလက်နောက်ပွဲမှာဒီကောင်တွေကိုဘယ်လိုဆုံးမမလဲဆိုတာတစ်ချက်ရှိုးဒါကတော့နောက်ပွဲပေါ့ကျွန်တော်တို့ဂိုးလိန်တာလိုင်းလက်သွားတဲ့အပေါ်မှာလေလာကြီးကိုအော်တိုကင်မိသွားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဂိုးလိန်တာရဲ့လက်ရည်ကိုယုံမိတာဆိုတော့ဒါကပြဿနာတိတ်မရှိဘူးပထမပွဲမှာဒီကောင်တွေနိုင်လာတဲ့အပေါ်မှာဂိုဂိန်းတွေတောက်လျှောက်ပြောလိုက်ရီကောတွေတောက်လျှောက်ပြလိုက်နဲ့လေတိုက်တာပေါ့အဲ့ဒါကြောင့်ပဲဒီကောင်တွေဒီပွဲမှာရှုံးသေးတာပြောချင်တာကဘယ်လိုလဲစောက်ဖင်မရကြနဲ့ဒီမှာဆိုရင်အလှလေးစောက်ခွက်တွေကိုတဲ့ထိုးပေးတာလေဒါပေမဲ့ကျွန်တော်တို့ teammate နဲ့နည်းနည်းလေးဝေးနေတဲ့ပုံမှာ Browdy ဒီကောင်တော့မတည်ပါဘူးဒီညမှာတိတ်ချကြည့် Brad တာမကိုကျွန်တော်မတည်ဘူး Brad ကျွန်တော်ကယ်သွားတယ်ပြောရမယ်ဒီပတ်တင်မှာ143 trade ဆိုတော့ကျွန်တော်တို့ကတန်သွားတယ်first law ရခဲ့တယ်ဆိုပေမဲ့ first law နဲ့က mega ရှိတော့မပြုတ်ပါဘူးဒီကောင်တွေ defense လည်းတော်တော်ကောင်းတယ်ပေါ်လိမ့်မှာဆိုရင် Ganapia နဲ့ကျွန်တော်နဲ့ဘိုင်ဝမ်ကျုံနေဒီကောင်ဖြတ်တာကျွန်တော်မပြတ်သွားတဲ့ပုံမှာကျွန်တော် assassin ဖောင်ပြောင်းပြီးတော့ like ကန်အဲ့အချိန်မှာဒီကောင် winner crown ခွဲလိုက်တော့ဘာမှလုပ်မရအောင်ဒီအချိန်မှာ Franco လည်းရောက်လာတယ် Franco အိမ်နဲ့ဆိုတော့ကျွန်တော်လည်းဘာမှလုပ်လို့မရတော့တန်းပြတ်တာပဲကျွန်တော်တေသွားတော့ဒီကောင်တွေကိုပြတယ်ဒီပွဲရှုံးတာဒီကောင်တွေခဲုံတေချာ focus ထားပြီးမစိုးလို့ကျွန်တော်တေသွားတဲ့ပုံမှာဒီကောင်တွေလည်းလော်တွေပါရပြီးတော့ကြံတက်လာတာပေါ့ကျုပ်တို့ဂိုးလေးနဲ့ကောင်းကြရတော့လေလာနဲ့ Browdy ကိုတော်တော်လေးထိန်းဆော့နိုင်ပြီလို့ဂိုးအတားယူနိုင်တယ်ပွဲတစ်ပွဲဘလောက်ပဲနေနေပါသေးလိုအပ်တာတော့ကွန်မိုတစ်ချက်ပဲဒီမှာကျွန်တော်တို့ရဲ့ဟိုက်ပါဝင်သွားလို့တတင်းလောက်လိုက်ဝင်ရတာပေါ့ဒီမှာကွန်မိုအလှကြီးကျွန်တော်၄កောင်လောက်တန့်ဖောင်နဲ့စောက်ခွက်တွေပဲပိတ်ထိုးတာဒါပေမဲ့၃កောင်ရပြီး၂កောင်ပေးလိုက်ရတော့တိတ်တော့မတန်လိုက်ဘူးအဲ့ဒါနဲ့ပဲဗတ်ထဲကလောတွေပါရပြီးတော့တာသွားတာပေါ့ဗျာဒီကောင်တွေကတကောင်တေကျွန်တော်တို့က၅កောင်လုံးရှိတဲ့အနေထားဒီကောင်တွေဘက်မှာလင်းပါတော့လေကိန်းမှာတိတ်တိုင်းမပေးနိုင်တော့ဒီဗတ်ထဲမှာတာသွားတယ်ဆိုပေမဲ့လေခရီနနဲ့ဒီတာဝါချိုးလို့မရအောင်ဆိုတော့လော့ပဲစောက်လိုက်တယ်ဒီမှာကျွန်တော်တို့ဟိုက်ပါရဲ့ဂိမ်းဆက်အောင်ပြမယ်ကျွန်တော်ကဟဲ့အောင်မေးဘာလို့ပေါက်သွားတာလဲမေးတော့လင်းခရီကြော်ရှင်းလိုက်မယ်လာခဲ့တဲ့တော်တော်ကောင်းတဲ့ဂိမ်းဆက်အဲ့ဒါနဲ့ဟီရိုကေအတာနဲ့ပဲဒီပွဲကတော့ကျွန်တော်တို့နိုင်သွားခဲ့တယ်ပြောချင်တာကတော့နောက်တစ်ခါအာမချောင်ကြားနေပေါ့ကွာ